အောက်ထပ်အိမ်ရဲ့မျက်နှာချက်တက်နေအပုတ်ယူရီစိန်ချလာလို့တက်ချင်ရမှာအပေါ်ထက်အခန်းမှာအသားဖအတီဆုံးနေမင်္ဂလာပါရောင်နေသတိစင်မပြန်လေကြိုးလိုက်ပါတယ်စင်ဘူးနိုင်ငံစင်ကန်အပါမန့်ဘလော့3-4D ကရှစ်ထပ်မှာအဖေနဲ့သမီးဟာနေအိမ်တိုက်ခန်းအတွင်းမှာရဲအကြော်တန်အကြာတီဆုံးနေခဲ့ကြောင်းအဆိုပါဖြစ်စဉ်တို့၎င်းအိမ်အောက်ထက်ရှိအခန်းကြီးမျက်နှာချက်ကနေအပုတ်ရည်များစီးဆင်းလာရမှရင်းတီဆုံးခွင့်ကိုသိရှိခဲ့ကြောင်းဖြစ်ပါတယ်ဖြစ်စဉ်မှာစင်ကာပူနိုင်ငံရှိအထက်မြင့်အဆောက်အဦတစ်ခု၏ခုနှစ်ထပ်အိမ်မှနေတဲ့အသက်80အရွယ်အဘွားကယမန်နေ့အောက်တိုဘာလ6ရက်နေ့မနက်6နာရီမှသူသားကိုဖုန်းဆက်ခေါ်တယ်လို့ဆိုလာပါတယ်။ဒါဖြစ်သူမှယင်းနေ့မနက်9နာရီအချိန်မှအဖြစ်သူရဲ့အခန်းကိုရောက်လာခဲ့ပြီးမင်းနကြအရာကြားကနေနေပုတ်ပုတ်ကဆဲဆဲအရေးနဲ့စင်းကြနေတာတွေ့ရခဲ့ရပြီးဒါဖြစ်သူကတိရှူယူပြီးအရေးတွေကိုလိုက်ရင်မဝက်ဘက်တို့ကအကျိုးအမိသွားခဲ့ရကြောင်းနေ့လယ်ပိုင်းလောက်သူ့အမေစီဖုန်းခေါ်ကြည့်တော့အနန်းကပို့ဆိုးလာတယ်လို့ဆိုပါတယ်။အဲဒီတော့မှသားဖြစ်သူကတွင်းနေလက်လာလေးဖြစ်ပြီးရဲကိုဖုန်းဆက်ခဲ့လာလို့ဆိုပါတယ်။ရဲတွေကအဲ့ဒီ apartment block 3-4D ကိုနေ့လယ်တနာရီ35မိနစ်မှရောက်လာပြီးတကားဖြစ်ပြီးဝင်တဲ့အခါမှာတော့အင်းရှိတကားနားမှာတမီးဖြစ်သူကအသေးဆုံးနေပြီးအဖေဖြစ်သူကိုအိတ်ခမ်းထဲကကုတင်ပေါ်မှာတေဆုံးနေတာကိုတွေ့ရတာဖြစ်ကြောင်းသိရှိရပါတယ်။အိမ်နီနာချင်းတွေရဲ့အပြောအရဟိုးရင်တုန်းကမိသားစု3ယောက်နေတာဖြစ်ပြီးလက်လောက်ဆက်ခုံကစပြီးအမေဖြစ်သူကတေးပဲတေးသွားတာလားပြောင်းသွားတာလားမသိရဘူးလို့ဆိုပါတယ်။ကြံခဲ့တဲ့အဖေနဲ့သမီးကလည်းပတ်ဝန်းကျင်နဲ့ရောနောနေတာမျိုးမရှိဘူးလို့ဆိုပါတယ်။အဖေဖြစ်သူကအပြင်းထွက်ပြီးသမင်းဟင်းဝဲတတ်ပြီးအတနသဆခုနှစ်ရှိသမီးဖြစ်သူကစိတ်ချမ်းမှရင်မကောင်းဘူးလို့ဆိုပါတယ်။အိမ်နီနာချင်းတွေကအိမ်ထဲမှာရန်ဖြစ်တာမျိုးစူးစူးညံ့အတန်လဲမကြားရဘူးလို့ဆိုပါတယ်။အိမ်နီနာချင်းတွေရဲ့အပြောအရလွန်ခဲ့တဲ့တလလောကတည်းကအဒီတိုက်မှာအနံ့တမျိုးရနေတာလို့ဆိုပါတယ်။အသက်85နှစ်ရှိအိမ်နီနာချင်းအဘွားပြောတာကအဲ့ဒီနာတဝိုက်မှာပစုံငပိနိုင်မျိုးရနေတာကြားပြီလို့ဆိုပါတယ်။တဆေတန်းမှာနေတဲ့သူတယောက်ပြောတာကအနံ့ရနေတာကြားပြီးမော့အိမ်ရကောင်စီကိုတိုင်ထားပြီးအိမ်ရကောင်စီကလည်းအနံ့ရတဲ့နေရာကိုလိုက်ရှာနေတာကြားပြီလို့ဆိုပါတယ်။အိမ်နီနာချင်းတွေကဘေကမှမသိပဲအနံ့ဆိုးရလို့တကားတွေပတင်းပေါက်တွေပိတ်တွေနေရတာကြားပြီလို့ဆိုပါတယ်။လောလောဆယ်အောက်ထပ်မှာတယောက်ထဲနေရတဲ့အဖွားကတော့အပုတ်ရည်တွေစီးကြလာပြီးခဲ့တဲ့ကသူသားအိမ်ပြောင်းမိနေတယ်လို့ဆိုပါတယ်။မျိုးကြီးမျိုးပြားမှရွှေမရှိမျိုးမရှိနေကြတဲ့အခါမှာအခုလိုအိမ်ထဲမှာတစ်ခုခုဖြစ်သွားရင်ဘယ်သူမှမသိနိုင်ပါဘူးအဖေဖြစ်သူကအတော်လေးဆိုးဆိုးဝါးပုံနေပြီလို့ဆိုတဲ့အတွက်သမင်းထွက်ဝယ်ပေးမှအဖေမရှိတော့လို့သမီးပါအားဖြင့်ထိသိဆုံးသွားခြင်းဖြစ်နိုင်ကြောင်းအိမ်နီးနားချင်းတွေမှမှတ်ချက်ပြုထားပါတယ်